ကိုမင်္ဂလာပါ မင်္ဂလာပါညီလေး ဟုတ်ကဲ့ဆိုတော့ကျွန်တော်စိတ်ဝင်စားတဲ့အကြောင်းအရာနဲ့ထပ်ပြီးမှကျွန်တော်သိချင်တဲ့အကြောင်းအရာလေးတစ်ခုပေါ့နော်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်လူငယ်တော်တော်များများမကြော်လွှားနိုင်တဲ့အရာတစ်ခုပေါ့ ဟုတ်ကဲ့ညီလေး မကောင်းတဲ့အရာတွေမတရားသောမိထုံနောက်ပြီးတော့မကောင်းတဲ့ကြည့်တဲ့အရာတွေဒီအရာတွေနဲ့ပတ်သက်ပြီးတော့မှပေါ့နော်ဟိုဒီအရာကိုဘယ်လိုကြော်လွှားနိုင်မလဲပေါ့လူအနေနဲ့ဆိုတော့ကြော်လွှားလို့ကြော်ပွားလွှားဖို့အတွက်ကတော့ခက်တယ်မလုပ်နိုင်ဘူးပေါ့နော်ဆိုတော့အဲ့ဒါလေးနဲ့ပတ်သက်ပြီးတော့မှလည်းကျွန်တော်သိချင်ပါတယ်ကိုညီလေးပြောရတဲ့ညီလေးမေးတဲ့မေးခွန်းပေါ့နော်ဒီမတရားသောမိထုံပေါ့မကောင်းတဲ့ကားတွေကြည့်တာတို့မကောင်းတဲ့အရာတွေတည်းကနေပြီးတော့ကိုတို့ဘယ်လိုယုံထွက်ရမလဲအဲ့ဒါကတော့အခုပြောချင်တာကတော့နှစ်ပိုင်းရှိတယ်ပေါ့နော်နှစ်ပိုင်းရှိတယ်ညီလေးပြောသလိုလူအနေနဲ့ကတော့ခက်ခဲတယ်ဘာလို့လဲဆိုတော့ဒီကိစ္စမျိုးတွေကလူအနေနဲ့လှုပ်ဆောင်မှုကအမှန်တိုင်းပြောလို့ရှိရင်ကိုကမလုပ်တော့ဘူးပြောလိုက်ပြန်လုံးမိလိုက်မလုပ်တော့ဘူးဆုံးဖြတ်လိုက်ပြန်လုံးမိလိုက်နေပဲတနေ့ကလဲနေတာပေါ့ဟုတ်တယ်ခင်ဗျဟုတ်တကယ်တော့ဒါဒီအကိုတို့အသက်တာထဲမှာအကိုတို့ယုံကြည်သူအသက်တာထဲမှာအကိုတို့ကိုဖျက်ဆီးတဲ့အရာလို့ပြောလို့ရှိရင်လည်းမမအောင်ကိုတို့ရဲ့မင်္ဂလာနဲ့ဝေးစီတဲ့အရာလို့ပြောလို့ရှိရင်လည်းမမအောင်ဒီအရာဒီအကိုတို့အသက်တာထဲမှာအမြဲတမ်းစာတန်ကနှောက်ယှက်ဖို့အတွက်များစွာသောအရာတွေနဲ့အကိုတို့ကိုလှည့်စားနေမှာပဲဒါကိုဘယ်လိုမျိုးလွတ်မြောက်နိုင်မလဲလွတ်မြောက်နိုင်မလဲလို့မေးတဲ့အခါမှာအကိုတို့မေကုန်းကိုပြန်သွားမယ်ဆိုလို့ရှိရင်နှစ်ပိုင်းရှိတာပေါ့ဟုတ်ကဲ့နှစ်ပိုင်းရှိတယ်ဆိုတော့နံပါတ်1ကတော့အကိုတို့ဒီကောင်ကဘာကြောင့်ဖြစ်တာလဲဒီကောင်ကိုဘာကြောင့်ဆွဲလန်းတာလဲနံပါတ်2ကတော့အကိုတို့ဒီတဲကနေပြီးတော့မှဘယ်လိုယုံထွက်မလဲပထမပိုင်းပြခြင်းနဲ့နံပါတ်1ကတော့ဘယ်ကစဖြစ်တာလဲဘယ်ကစဖြစ်တာလဲဆိုတော့ဟိုတော်တော်များများကဒါငါတရားနောက်ဆုံးတစ်ခေါက်ပဲကွာဒါငါမလုပ်တော့ဘူးဒါပေမဲ့ပြီးသွားလို့ရှိရင်ပြန်လုံးမိတယ်ပြီးသွားလို့ရှိရင်လုပ်ပြီးသွားပြန်လဲငါမှားသွားပြီပြီးသွားလို့ရှိရင်လဲကြာလာတဲ့အခါမှာပြန်လုံးမိတယ်အဲ့လိုပဲအဲ့ထဲမှာပဲလဲနေတာပေါ့အဲ့အဓိကအကြောင်းရဟောငါရဲ့ဒီစိတ်ကတော့ဒီတစ်ခေါက်ပြီးတော့တော်ပါပြီမလုပ်တော့ဒီတစ်ခေါက်တော့ငါလုံးလိုက်မယ်ကွာပြီးသွားလို့ရှိရင်လည်းနောက်ကြာလာတဲ့ခါမှာပြန်လုံးမိတယ်အဲ့တော့ဘာဖြစ်လဲဆိုတော့ဒီထဲမှာပဲအကိုတို့ကလဲနေတာပေါ့အဲ့တော့အဲ့ဒါရဲ့အဓိကအကြောင်းရင်းကအကိုတို့ရဲ့ဘာနဲ့ဆိုင်လဲဆိုတော့ရှောလမုန်မင်းကြီးကဘယ်လိုပြောလဲဆိုတော့သူ့အသက်တာထဲမှာသူ့စီမှာအကုန်ရှိတယ် he has everything သူ့မှာအကုန်ရှိတယ်ဒါပေမဲ့အဲ့ဒီရှိတဲ့အရာအကုန်လုံးကတဲ့အဲ့ဒီရှိတဲ့အရာအကုန်လုံးကသူ့ကိုမပြည့်စုံနိုင်ဘူးတဲ့ဟုတ်ကဲ့အဲ့ရှိတဲ့အရာအကုန်လုံးကသူ့ကိုမပြည့်စုံစေဘူးတဲ့အဲ့တော့ဘာကိုပြောတာလဲဆိုတော့အကိုတို့စီမှာဒီလောက်ရှိတယ်ဒါပေမဲ့ဒီလောက်ရှိတဲ့အရာကဒီလောက်ရှိရင်တော့ငါတို့ကျင့်တတ်ပြီဒါပေမဲ့ဒီလောက်ရှိသွားပြန်ရင်လည်းအကိုတို့ထပ်ပြီးမကျင့်တတ်တော့ငါဒီလောက်ထက်ရှိအောင်မှအဲ့တော့ဒီလောက်ထက်ရှိသွားပြန်ရင်လည်းငါဒီလောက်နဲ့မရသေးဘူးထက်ရှိအောင်မှအဲ့တော့ဘာလဲဆိုတော့ဒီလောက်သူ့စီမှာအမှန်တိုင်းပြောလို့ရှိရင်ရှောလမုန်မင်းကြီးဆိုတာတကယ်ကိုမှဟိုကျွဲဝဆုံးဘုရင်ပဲ in the history he's the richest king ever သူကလုံးဝအကျွဲဝဆုံးဘုရင်ပဲဒါပေမဲ့သူ့အသက်တာထဲမှာသူပြောတဲ့သူ့စီမှာရှိတဲ့လောကအရာတွေကသူ့ကိုမပြည့်စုံစေဘူးလို့ပြောတယ်အဲ့တော့ဘာကြောင့်မပြည့်စုံစေလဲဆိုတော့လောကအရာကအကိုတို့ကိုအမြဲတမ်းပြည့်စုံခြင်းဘယ်တော့မှမပေးဘူးပြည့်စုံခြင်းမပေးဘူးဒါရသွားမယ်အရင်ငါကတော်ပြီလို့ထင်ပေမဲ့ဒါရဝါပြန်